ချင်းသေးတွေရဲ့ကဘာမှာမျိုးဆက်တဲ့တစ်ခုကိုဖန်တီးဖို့ဆိုတာအင်မတန်အားစိုက်ရတဲ့ကိစ္စပါအဖော်ဖတ်ချင်းသေးအထီဟာသူ့ရဲ့မျိုးရိုးအစ်စ်အမှန်ဖြစ်စီဖို့အတွက်မိတ်လိုက်ချိန်အတွင်းမှာချင်းသေးမလီချမ်းမြေအနာကနေတဖွာမခွာစောင့်ကြနေတတ်ပါလေဒီနေ့ကိုအကြိမ်ပေါင်း30ကျော်အထိမိတ်လိုက်လိရှိပြီးစက္ကန့်အနည်းငယ်စီသာကြာမြင့်တဲ့ဒီဖြစ်စဉ်ဟာမျိုးဆက်တဲ့တွေအတွက်အစာပြုခြင်းပါပဲလေးလအကြာမှာတော့ကိုဝင်အရင်အမှားနဲ့ချမ်းတယောက်သူမရဲ့အုပ်စုကနေတိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်ဘီကင်းတဲ့နေရာတစ်ခုမှာသားသမီးတွေကိုဖွားမြင်ဖို့အတွက်ပါအခုဆိုရင်သူမရဲ့ရင်သွေးလေးတွေဟာအသက်နှစ်ပတ်သားပဲရှိပါသေးတယ်ဒီအရွယ်မှာသူတို့လေးတွေအတွက်ပတ်ဝန်းကျင်တစ်ခုလုံးဟာအန်ဒီရီတွေနဲ့ပြည်နေပါတယ်ရက်စက်တဲ့တိုးကြွေဦးကြီးဟာအခွင့်အရေးရတာနဲ့ဒီသားပေါက်လေးတွေကိုတပ်ပစ်ဖို့အသင့်ပါပဲသူတို့ဟာအကာအကွယ်မိနေတဲ့ကလေးလေးတွေဆိုတာကိုလေဂယုမဆိုင်ပါဘူးရုတ်တရက်ဆိုတော့ပဲတိုးကြွေတဲ့ကောင်ဟာချမ်းတူရှိရစီကိုအရှင်အဟုန်နဲ့ပြီးဝင်လာပါတော့တယ်ဒါပေမဲ့ချမ်းကတော့ထွက်မပြေပါဘူးသူမရဲ့ရင်သွေးတွေကိုကာဝေးဖို့အတွက်အသက်ကိုရင်းပြီးရင်ဆိုင်ကိုဆုံးဖြတ်လိုက်ပါတယ်လေးချနေတဲ့တစ်ပြင်းကြီးတစ်ပင်ကတိုးကြွေရဲ့လမ်းကြောင်းကိုပိတ်ဆို့ထားပြီးနောက်ထပ်တိုးကြွေတွေကလည်းအနောက်ဘက်ကနေဝိုင်းရန်လာနေပါပြီချမ်းကတော့သူမရဲ့သားသမီးလေးတွေပြီးမှအခိုင်အမာရပ်တည်နေတော့ပါပဲတိုးကြွေတွေဟာသူမရဲ့ပြင်းထန်တဲ့ခုခံမှုကြောင့်အနာကိုမကက်ရဲကြပါဘူးနောက်ဆုံးမှာတော့သူတို့ဟာလက်ရှိုးပြီးနောက်ဆုံးသွားကြရပါတော့မိခင်ဖြစ်သူရဲ့မယုံကြည်နိုင်စရာကောင်းတဲ့တတ်တည်နဲ့အကာအကွယ်အောင်ပါချင်းသေးပေါက်လေးတွေဟာအန်ဒီယေကနေလွတ်မြောက်ခဲ့ပါတယ်သူတို့လေးတွေဟာသူတို့အနားမှာဘလောက်တောင်ကြောက်စရာကောင်းတဲ့အန်ဒီယေတွေကြားရောက်ခဲ့လေဆိုတာကိုနားမလည်နိုင်သေးပေမယ့်သူတို့ကိုကဘာပေါ်မှာအချစ်ဆုံးနဲ့အကာအကွယ်ပေးနိုင်ဆုံးသူကတော့သူတို့ရဲ့မိခင်ပဲဆိုတာကိုတော့သိနေကြမှာအမှန်ပါပဲ